လွတ်ထားကြမှာတဲ့သူ့ပဲမိကိုနေရတော့တဲ့ငွေရေးကြေးရေးထိခိုက်မှာဆိုလို့ပါတဲ့အမပြောတယ်လွတ်ထားလိုက်ပါဆိုတဲ့အရာပေါ်မှာနားလည်မှုလွဲနေကြတာတွေတော်တော်များများတွေ့ရပေါ့နော်လွတ်ထားတယ်ဆိုတာဘလို့အခြေအနေမျိုးမှာလွတ်ထားရမှာလဲကိုဘာပဲလုပ်လို့ကိုအကားမမြင်တော့ဘူးကိုပြောလိုက်တိုင်းမှာအမြဲတမ်းပြဿနာရှာတယ်ကိုဘာပြောနားမထောင်ဘူးသူလှုပ်ချင်တာလှုပ်တယ်ကိုကွာသူ့ဘက်ကနေပြီးတော့မှစိတ်ဆင်းရဲမှုကိုမျိုးပေးနေတယ်ဆိုတဲ့အခြေအနေမျိုးတွေကြုံနေရရင်အမတို့ကသူ့ကိုပြောင်းလဲလို့မရတော့ဘူးအဲ့ဒါကြောင့်လွတ်ထားရုံမှာတပါးကျန်တာဘာမှလုပ်လို့မရအောင်ဒါကြောင့်လွတ်ထားလိုက်ပါလို့အမကအကြံဉာဏ်ပေးတာပါเนาะအဲ့ဒီအခြေအနေမျိုးဆိုရင်လွတ်ထားဖို့ပဲရှိတယ်ဘာမှလုပ်လို့မရဘူးပေါ့နော်ကိုလိုက်ပြောရင်လည်းပြောတဲ့အလျောက်ပို့ပြီးတော့ပြဿနာရှာရုံပဲရှိမှာဒါပေမဲ့လွတ်ထားတယ်ဆိုတာအဲ့ဒီအခြေအနေမျိုးမဟုတ်နေသေးဘူးဆိုလို့ရှိရင်အမတို့ကလွတ်ထားတယ်ဆိုတာက boundary တစ်ခုသတ်မှတ်ပြီးတော့လွတ်ထားရမှာပေါ့ boundary သတ်မှတ်ရမှာပေါ့နော်အဲ့တော့ boundary သတ်မှတ်တယ်ဆိုတာနင်ဒီလူနဲ့မပေါင်းရဘူးနင်ဒီချိန်ရောက်ကိုရအောင်ပြန်လာမယ်နင်ပြန်မရောက်ဘူးဆိုလို့ရှိရင်ငါ့ကိုဖုန်းဆက်ရမယ်ဘယ်လိုဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အဲ့လိုမျိုးကြီးကွာကိုယ့်ရဲ့အိမ်အောင်ဘက်အပေါ်မှာနင်မဲငါစားအမိတ်ပေးတဲ့ပုံစံမျိုးနဲ့ပြောတာမျိုးမဟုတ်ဘဲနဲ့အပြစ်မြင်တဲ့ပုံစံမျိုးနဲ့ပြောတာမဟုတ်ဘဲနဲ့ကိုယ့်ဘက်ကနေနူးညံ့ချိုသားတဲ့စကားအသုံးနှုန်းလေးတွေသုံးပြီးတော့ကိုယ့်ရဲ့အိမ်အောင်ဘက်အပေါ်မှာကိုပြောတဲ့စကားလေးတွေကနားဝင်လွယ်အောင်ဘယ်လိုမျိုးလေးပြောမလဲဆိုတာကိုကအဲ့ဒါမျိုးကိုလေ့လာဖို့လိုတာနော်ကျမကတော့မွေးရဒီတိုင်းပဲပြောတတ်တယ်ကျမတော့ဘုံမွေးမဲရှင်းပဲနားမခံနိုင်လည်းမတတ်နိုင်ဘူးဆိုရင်ယောက်ျားမယူနဲ့အမှန်တိုင်းပြောတာယောက်ျားယူပြီးသွားရင်အမတို့ကဘလောက်ပဲအိမ်အောင်တက်သေးကြပြီးတော့ရင်းနှီးနေပါစေသူတို့ကနားကြီးတာမကြိုက်ဘူးပြီးရင်သူတို့ကိုကောင်းကောင်းမွန်ပြောပြီးတော့နူးညံ့ချိုသားမှုကိုကြိုက်တယ်ကျမကတော့လုံးမပေးနိုင်ဘူးဖြစ်ချင်တာဖြစ်ဆိုရင်တော့သဘောပဲပေါ့ဟုတ်တယ်မလားမဟုတ်ဘူးအခုအမပြောပြနေတာအိမ်အောင်ရေးကိုရေရှည်တည်မြဲခြင်းနဲ့ကိုယ့်ရဲ့အိမ်အောင်ဘက်ကကိုယ့်ပေါ်မှာမလေးစားပြီးတော့မှပေါ့နော်ဂရုမစိုက်တဲ့အပြုတ်မှုတွေလုံးမလာစေချင်ဘူးဆိုရင်ကိုယ့်ဘက်ကငကိုတဲ့ကိုယ့်ရဲ့အပြုတ်မှုပြောဆိုလေးတွေချိုသားရမယ်နူးညံ့ရမယ်တစ်ဖက်လူပေါ်မှာအမိန့်ပေးတာမျိုးမဟုတ်ပဲအပြစ်တင်တာမျိုးမဟုတ်ဘဲနဲ့စကားတွေကိုသုံးနှုန်းတတ်ရတယ်ဥပမာကွာကိုကအိမ်ပြန်နောက်ကျဒါကိုမကြိုက်ဘူးဆိုရင်ယောက်ျားကြီးအိမ်ပြန်နောက်မကျစေနဲ့နော်အိမ်ပြန်နောက်ကျရင်ကိုဘယ်လိုခံစားရလို့လဲအိမ်ပြန်နောက်ကျတာမကြိုက်ဘူးဆိုတာကကို့မှာခံစားချက်တစ်ခုခုတော့ရှိမှာပဲလေကိုတယောက်တည်းနေခဲ့ရလို့ကြောက်လို့လားဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အိမ်အောင်ဘက်ကိုလမ်းမှာတစ်ခုခုများဖြစ်နေသလားလို့စိုးရိမ်နေစိတ်ကြောင်လားကိုအိမ်ပြန်နောက်ကျတာကိုဘာကြောင့်မကြိုက်ရလဲဆိုတဲ့အကြောင်းကိုယ့်ရဲ့အိမ်အောင်ဘက်ကိုရှင်းပြပြီးရင်အပေါင်းအသင်းတွေအယမ်းမက်တာကိုမကြိုက်ဘူးဆိုရင်ဘာကြောင့်မကြိုက်ရတာလဲဆိုတာရှင်းပြကိုမကြိုက်ရတဲ့အကြောင်းလေးကိုယောက်ျားကိုသိချရှင်းပြပြီးတော့ဘယ်လိုဆိုရင်တော့ဘာကြောင့်เนาะတကယ်လို့များအိမ်ပြန်နောက်ကျမယ်ဆိုရင်ဖုန်းလေးတော့ဆက်ပြီးเนาะဒါမျိုးပြောတတ်ရတာပေါ့ညီမလေး